မိုင်းကဖုံးကွယ်ထားတဲ့ကလီယိုပထရာရဲ့အစစ်မှန်ဇာတ်ကြောင်းကလီယိုပထရာလို့ပြောလိုက်ရင်ခင်ဗျားတို့စိတ်ထဲမှာဘာကိုအမြင်မြင်အောင်မိသလဲကမ္ဘာကျော်အလှဘုရင်မကြီးလားယောက်ျားတွေကိုမြှုပ်ဆွဲနိုင်တဲ့မိန်းမလှလေးလားဒါဆိုရင်ခင်ဗျားတို့ကိုသမိုင်းကညာထားတာခံနေရပါတယ်ဒီနေ့မှာတော့သမိုင်းစာမျက်နှာတွေထဲမှာလူတွေမသိအောင်ဖုံးကွယ်ထားတဲ့ကလီယိုပထရာရဲ့တကယ့်ရှိတရားတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်သူမဟာအီဂျစ်လူမျိုးမဟုတ်ဘူးပထမဆုံးသိထားရမှာကလီယိုပထရာအီဂျစ်လူမျိုးမဟုတ်ပါဘူးသူမဟာဂရိမျိုးရိုးပဲဖြစ်ပါတယ်အလက်ဇန္ဒားဒီဂရိတ်ရဲ့စစ်သူကြီးပတိုလမီကနေဆင်းသက်လာတဲ့နွမ်းနယ်ပါဒါပေမဲ့ထူးခြားတာကသူမရဲ့မိသားစုထဲမှာအီဂျစ်ဘာသာစကားကိုသင်ယူခဲ့တဲ့တဦးတည်းသောသူဖြစ်နေတာပဲဖြစ်ပါတယ်သူမဟာအုပ်ချုပ်သူဖြစ်တဲ့အတွက်ပြည်သူတွေရဲ့စကားကိုနားလည်အောင်သင်ယူခဲ့တာဖြစ်ပြီးဒါဟာသူမရဲ့နိုင်ငံရေးပါနတ်မှုကိုပြသနေတာပဲဖြစ်ပါတယ်သူမရဲ့တကယ့်လက်နက်ကအလ္လာဟ်မဟုတ်လူတွေကကလီယိုပထရာဟာအလှပနဲ့ယောက်ျားတွေကိုညှို့တတ်တယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့သမိုင်းပညာရှင်ဘလူးတက်ကဘာပြောလဲဆိုတော့သူမရဲ့အလ္လာဟ်ဟာကြီးမဝလောက်လှပနေတာမျိုးမဟုတ်ဘူးဒါပေမဲ့သူမရဲ့စကားပြောပုံနဲ့ဆွဲဆောင်နိုင်မှုကညှဉ်းဆန်ဖို့ခက်ခဲလောက်အောင်အားကောင်းတယ်လို့ဆိုပါတယ်ကလီယိုပထရာဘာသာစကား9မျိုးလောက်တက်ကျွမ်းတယ်လို့သင်္ချာနက္ခတ်ဗေဒနဲ့အတွေးခေါ်ပညာရှင်တဦးလည်းဖြစ်ပါတယ်သူမဟာအလ္လာဟ်ကိုသုံးတာနဲ့သူမရဲ့ဉာဏ်ပညာကိုသုံးပြီးရောမအင်ပါယာရဲ့အာဏာရှိတုံးသူတွေကိုစည်းရုံးခဲ့တာပဲဖြစ်ပါတယ်။ကြောက်စရာကောင်းတဲ့မိသားစုရေးရာကလီယိုပထရာအာဏာတည်မြဲရေးကသွေးချောင်းစီးခဲ့ပါတယ်။သူမဟာအာဏာရဖို့အတွက်သူမရဲ့မောင်ရင်းနှစ်ယောက်လုံးကိုတတ်ခဲ့တယ်လို့သူမရဲ့ညီမဖြစ်သူအာဆင်နိုအေးကိုလည်းတတ်ခိုင်းခဲ့ပါတယ်။ရှစ်ခေတ်ကအာဏာလုပွဲတွေဟာအခုခေတ်ဂိမ်းအော့သောနက်ထက်တောင်ပိုပြီးကြောက်စရာကောင်းနေတာတွေ့ရပါတယ်။သူမဟာမိန်းမသားတစ်ယောက်ဖြစ်ပေမဲ့ပြိုင်ဘက်အားလုံးကိုရှင်းထုတ်နိုင်တဲ့အထိရက်စက်ပြီးပြတ်သားတဲ့ဘုရင်မတစ်ပါးပဲဖြစ်ပါတယ်။သူမရဲ့အဆုံးသတ်နဲ့အယူအဆအမှားနောက်ဆုံးအချက်ကတော့သူမသေဆုံးမှုပါ။မြွေကိုက်ခံပြီးကိုယ့်ကိုယ်ကိုသတ်သေတယ်လို့အားလုံးကယုံကြည်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့ခေတ်သစ်သမိုင်းပညာရှင်တချို့ကတော့ဒါဟာမြွေကိုက်တာမဟုတ်ပဲသူမအမြဲဆောင်ထားတဲ့အဆိပ်မုန့်တစ်မျိုးကြောင့်ဖြစ်တယ်လို့ယူဆကြပါတယ်။သူမဟာရှုံးနိမ့်မှုကိုလက်မခံချင်တဲ့အတွက်ဂုဏ်သိက္ခာရှိရှိသေဆုံးမှုကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်။ကလီယိုပထရာဟာအလ္လာဟ်ဘုရင်မဆိုတာထက်ပိုပြီးပါးနပ်ပါတယ်။သူမဟာဉာဏ်ကြီးရှင်နိုင်ငံရေးသမားဗျူဟာခင်းကျင်းသူနဲ့နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားတဲ့ဘုရင်မကြီးလည်းဖြစ်ပါတယ်။ခင်ဗျားတို့ရောကလီယိုပထရာကိုအလ္လာဟ်အရင်ကလိုအလ္လာဟ်ဘုရင်မလိုပဲမြင်နေတုန်းပဲလားကွန်မန့်မှာရေးပေးခဲ့ပါ